နောက်တစ်ခုကိုဒီကောင် hand brake လက်ဆွဲ brake အကူ brake ပေါ့နော်သူကဆွဲတဲ့အခါမှာအခုတို့ကဒီဘူးလေးကနှိပ်ရမလို့ဒါလေးပဲဆွဲလို့ရတယ်ဒါပေမဲ့အခုတို့ပြန်ချမယ်ဆိုတော့ဒီတိုင်းချလို့မရဘူးနည်းနည်းလေးအပေါ်မှာမယ်ဘူးလေးကိုနှိပ်ပြီးမှပြန်ချဒါလက်ဆွဲ brake အကူ brake ပေါ့နော်ဆွဲရင်ပြန်လေးဆွဲချမယ်ဆိုရင်မှာပြီးနှိပ်လေးမှနည်းလေးပြန်နောက်တစ်ခုကိုတို့ဒီဘက်မှာဒါ wiper နဲ့ပတ်သက်တဲ့ဟာအဲ့တော့ wiper နဲ့ပတ်သက်တဲ့ဟာဒီကောင်ကိုရေထုတ်ချင်တယ်ဆိုရင်အဲ့ wiper လေးကိုညီမလေးကိုယ်ပဲတဲ့တယ်လို့ဆွဲမယ်ဒါတော့ wiper ရေဖြန်းတာပေါ့နော်နောက်တစ်ချက်ထပ်ဆွဲမယ်ဒါရေဖြန်းတယ်โอเคနောက်တစ်ခုကိုတို့အပေါ်လေးကိုတစ်ချက်တွန်းလို့ဒါကတော့ညီမလေးကိုတွန်းနေတော့ပဲသူကတစ်ချက်တွန်းရင်တစ်ချက်ပဲသူကအလုပ်လုပ်မှာပေါ့နော်အဲ့တော့ auto လေးသွားခြင်းနေဆိုရင်ကိုတို့အောက်ကိုတစ်ချက်ချမယ်ဒါဆိုရင်မိုးနည်းနည်းရွာတဲ့အချိန်မျိုးမှာဆိုရင်ကိုတော့ auto တိုင်မာလေးနဲ့ပေါ့နော်သူကတစ်ချက်ချင်းလေးသွားနေတယ်မိုးနည်းနည်းလေးရွာလာတဲ့အချိန်မျိုးရေများလာပြီဆိုရင်နောက်တစ်ချက်ထပ်ချမယ်ဒါဆိုနည်းနည်းလေးများလာပြီမိုးကြီးများတဲ့အခါမျိုးပေါ့နော်အဲ့ဒါနဲ့မှကိုလိုမရသေးဘူးဆိုရင်အောက်မှာတစ်ချက်ထပ်ချလို့ရသေးတယ်3ချက်โอเคဒါဆိုတော့ကုန်သွားပြီပေါ့နော်3ချက်ဒါတော့မိုးတော်တော်သေးတဲ့အခါမျိုးမှာပဲသုံးတယ်အဲ့တော့ပြန်ပိတ်မယ်1 2 3ကုန်3ချက်နော်ဒါခုကားမှာဆိုလို့ရှိရင်ဟိုအချက်ပြမီပါတဲ့ဘက်မှာဆိုရင်မီးနဲ့ပတ်သက်တဲ့ဟာကိုလိုအကုန်ပါတယ်ပေါ့နော်အချက်ပြမီထိတ်မှာဒီထိတ်ကလေးကိုအဝိုင်းလေးကိုကိုင်းလိုက်ရှေ့ကိုတစ်ချက်ပဲလင်းမယ်ဒါဆိုရင်ကိုလိုဆိုင်းလန့်ပြီဘယ်ချိန်ဒီမှာသုံးလဲဆိုလို့မိုးနည်းနည်းရွာနေတဲ့အချိန်မျိုးတွေညနေမှောင်စားပြိုးတဲ့အချိန်မျိုးတွေမှာတစည်းနဲ့တစည်းကိုမြင်ရဖို့ရအတွက်ဟိုလိုသုံးတယ်ပေါ့နော်မီးအောင်မိမ့်လေးတွေရှေ့မှာနှလုံးနောက်မှာနှလုံးလေးလုံးဒါလင်းနေတယ်ပေါ့နော်ဆိုင်းလာပြီအခုလိုနောက်တစ်ချက်ထပ်ပြီးတော့လဲပြီဒါဆိုရင်တော့အခုလိုညမှာမောင်းနေမီးကြီးပုံမှာအခုလိုအနှိမ့်အမြင့်ရှိတယ်ပေါ့နော်မီးကြီးရဲ့နှိမ့်ကတော့အခုလိုမျိုးတွန်းမှာမောင်းတဲ့အနှိမ့်မီးပေါ့နော်မျိုးတွန်းမှာမောင်းနေပြီတကယ်လို့ highway အပြင်ကိုသွားတဲ့အခါမျိုးတွေမှာမီးကြီးအမြင့်ကိုပြောင်းချင်တယ်ဆိုအဲ့အတန်လေးကိုဒီလိုရှိတဲ့အောက်တဲ့လေးကိုထွန်းလိုက်ဒါဆိုရင်ဒီမှာမီးအပြာရောင်လေးမှာရှိတဲ့ကိုမြည်နေတဲ့ပုံလေးပေါ့နော်ဒါကတော့မီးအမြင့်အနှိမ့်အမြင့်ပြောင်းတဲ့ဟာပြန်ပိတ်မယ်အကုန်လုံးဟုတ်တယ်ပြန်ပိတ်အဲ့ဒါမီးနဲ့ပတ်သက်တဲ့ဟာအကုန်ပါတယ်နော်